ရသော်ဘုရားဟောတဲ့ဒေသနာတစ်ပုဒ်ကိုစဉ်းစားကြည့်လူတွေဟာအမတ်တမဲ့နေလို့ရှိရင်မသိဘူးဒါကြောင့်မို့စဉ်းစားအချက်နှစ်ချက်ကိုစဉ်းစားငါဟာဒီကနေ့လူဖြစ်နေတယ်အသိဉာဏ်ရှိတဲ့လူသားတစ်ယောက်ဖြစ်နေပြီဆင်ញင်သုံးသပ်ကြည့်ငါဟာငါလုပ်ရကြောင်းငါကိုရန်သူများဖြစ်နေသလားသို့မဟုတ်ငါဟာငါဘဝကိုအကျိုးပြုတဲ့ငါရဲ့မိတ်ဆွေဖြစ်သလားဒီနေရာမှာရန်သူဆိုတာပျက်စီးအောင်လုပ်တာမှန်တယ်များရန်သူအကျိုးပြုတာကမိတ်ဆွေတချို့ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုယ်ပျက်စီးအောင်လုပ်တာတချို့ပုဂ္ဂိုလ်တွေကကိုယ့်ကိုယ်ကြီးပွားအောင်လုပ်တာအဲ့တော့ကိုယ့်ကိုယ်ပျက်စီးအောင်လုပ်ရင်ရန်သူကကိုယ့်ကိုယ်လှုပ်တယ်လို့ကိုယ့်ကိုယ်လှုပ်ခြင်းကြောင့်မိမိကိုယ်တိုင်ဟာပျက်စီးရအဲ့တော့တခြားရန်သူကြောင့်ပျက်စီးတာမဟုတ်ဘဲနဲ့မိမိကိုယ်တိုင်ကမိမိရဲ့ရန်သူဖြစ်ပြီးပျက်စီးသွားတယ်လို့ဒီလိုဆိုတယ်အဲ့တော့မိမိကိုယ်တိုင်ကမိမိရဲ့မိတ်ဆွေခေါင်းဖြစ်ကြလားသူများတွေမိတ်ဆွေကိုယ့်ရဲ့မိတ်ဆွေဟုတ်တာမဟုတ်တာအသာထားကိုယ်တိုင်ကကိုယ့်ရဲ့မိတ်ဆွေဖြစ်လားကိုယ်တိုင်ဟာကိုယ့်ရဲ့ရန်သူများဖြစ်နေမလားဆိုတာအလေးနဲ့ထားစဉ်းစားကြည့်။ဒါမှအဖြစ်ပြောမယ်ဆိုရင်ကိုယ်ဟာကိုယ့်ရဲ့ရန်သူဖြစ်ပါမလားလို့ပြောကောင်းပြောလိုက်။ကိုယ်ဟာကိုယ့်ရဲ့မိတ်ဆွေပဲလို့ဒီလိုထင်ကောင်းထင်လိုက်။အလွယ်လေးရဲ့တွေးကြည့်လိုက်လူတယောက်ဟာကြီးပွားတိုးတက်ခြင်းတယ်။ဒါပေမဲ့လို့အရက်သေးစာမူရစေဝါတွေသုံးဆွဲတယ်အယက်သေးစာတောက်စားသည့်အတွက်ကြောင့်ဒီပုဂ္ဂိုလ်ဟာအကျင့်သီလပိုင်းဆိုင်ရာပထမယောနေလာတယ်နောက်ပိုင်းရောက်တဲ့အခါကျမ်းမာရေးတွေထိခိုက်လာတယ်အသုံးဖြုံးတွေများလာပြီးကျမ်းမာရေးထိခိုက်တယ်စီးပွားရေးထိခိုက်လာတယ်နောက်ဆုံးမှာအယက်ကြောင့်အသက်ထိပြီးတော့အသက်ကွဲသေးရတယ်ဆိုအဲ့တော့ဒီလူကိုဘယ်သူကတတ်တာတော့လို့ဆိုဒါသူကသူလောက်တာပဲလေသူကသူလောက်တယ်ရန်သူတယောက်ကသေစေခြင်းလို့တတ်လိုက်တဲ့အသက်ခံရတဲ့လူလိုပဲဒီလူဟာသူကသူပြန်တတ်တဲ့အဓိပ္ပာယ်ရောက်တယ်ပေါ့ဒါကြောင့်မို့မိမိကိုယ်တိုင်မိမိရဲ့ရန်သူဖြစ်တယ်ဆိုတာကိုယ့်ရဲ့လောက်ရကကိုယ်ကိုပြန်တတ်နေလို့ရှိရင်ဒါကိုယ့်ရန်သူပဲဖြစ်တယ်ကိုယ်မိတ်ဆွေဖြစ်တယ်ဆိုလို့ရှိရင်လူတယောက်ဟာမကောင်းမှုဒုစရိုက်တွေရှောင်တယ်လိမ့်လိမ့်မာမာနေတဲ့စီးပွားရေးကြိုးစားအထုတ်တယ်